င်လယ်ပြင်မှာငါးဖမ်းပိုက်ထဲညှိနေတဲ့လင်းပိုင်လေးတစ်ကောင်ကိုကျွန်တော်တွေ့ခဲ့ပါတယ်။သူ့ခန္ဓာကိုယ်မှာကျိုးတွေရစ်ပတ်နေပြီးအမီးကနေလည်းသွေးတွေစီးကျနေတာပါ။ကျွန်တော်လည်းကျွန်တော်ရဲ့ဓာတ်ငယ်လေးကိုထုတ်ပြီးပိုက်တွေကိုဖျက်ပေးခဲ့ပါတယ်။လင်းပိုင်လေးဟာနာကျင်လွန်းလို့အော်ဟစ်နေရှာပါတယ်။ကျွန်တော်လည်းသူ့ကိုစိတ်အေးသွားအောင်လေချုံပေးရင်းပိုက်တွေကိုအမြန်ဖယ်ရှားပေးခဲ့ပေမဲ့ဒဏ်ရာကအရန်ပြင်းထန်နေတာကြောင့်ဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ကံကောင်းကျင်တော့စိတ်ကောင်းရှိသူတယောက်ကကယ်ဆယ်ရေးအဖွဲ့ကိုဖုံးဆက်ထားနေပြီးသားပါ။ရှေးဥတူနာပြုစုပြီးတဲ့နောက်ကယ်ဆယ်ရေးသမားတွေကလင်းပိုင်လေးကိုစင်တင်ခုံနဲ့ဂယုတစိုက်မကရေနေတက်တဝါဆေးရုံကိုအမြန်ခေါ်သွားကြပါတယ်။ကျောင်းစင်းတာနဲ့ကျွန်တော်ရေနေတက်တဝါဆေးရုံကိုတန်းပြေးခဲ့ပေမဲ့ပြင်ပလူဝင်ခွင့်မပြုပါဘူး။ဒါကြောင့်ဆရာဝန်ရဲ့သမီးလေးကိုအကူအညီတောင်းပြီးလင်းပိုင်လေးကိုကြီးခွင့်ပေးဖို့အတနာခံခဲ့ပါတယ်။သူမကကျွန်တော်ကိုခိုးသွင်းပေးပြီးစင်တွေနောက်မှာပုံကြည့်ခိုင်းပါတယ်။လင်းပိုင်လေးရဲ့အမိရရက်ကပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာကြောင့်ဘောကွင်းအကူအညီနဲ့ရေပေါ်ပေါ်နေရပါတယ်။ကျွန်တော်ရောက်နေတာကိုတိပုံရတဲ့လင်းပိုင်လေးဟာသူ့ကောင်းကိုအာယူမပြီးအတန်ပြုတ်နှုတ်ဆက်ရှာပါတယ်။နောက်တစ်နေ့မှလည်းဆေးရုံထဲကိုကျွန်တော်ထပ်ခိုးဝင်ခဲ့ပြန်ပါတယ်။တေချာကြီးခွင့်မရခင်မှာပဲဆရာဝန်ကကျွန်တော်ကိုတွေ့သွားပြီးအပြင်ကိုမောင်းထုတ်ဖို့လုပ်ပါတော့တယ်။ဆရာဝန်ရဲ့သမီးလေးကပြပြတလဲရှင်းပြဖို့စူးစမ်းနေတော့မှပဲအာရင်ကုန်ခန်းနေပုံရတဲ့လင်းပိုင်လေးကကျွန်တော်ကိုရုတ်တရက်လမ်းနှုတ်ဆက်လိုက်ပါတယ်။ဆရာဝန်လည်းအံ့ဩသွားပြီးကျွန်တော်ကိုရေကန်နားခေါ်သွားပါတယ်။လင်းပိုင်လေးကတကယ်ပဲအတန်ကြဲနဲ့အော်ဟစ်လိုက်ပြီးကျွန်တော်လက်ကမ်းလိုက်တဲ့အခါသူ့ကောင်းလေးကိုမပေးပါတယ်။ကျွန်တော်တို့ဟာတငယ်ချင်းကောင်းတွေဖြစ်သွားခဲ့ပါပြီ။ဆရာဝန်ကလည်းဝမ်းသာအားရနဲ့ကျွန်တော်ကိုနေတိုင်းလာကြည့်ဖို့ခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုကကြာရှည်မခံခဲ့ပါဘူး။တနေ့မှာတော့ဆေးရုံတစ်ခုလုံးပုံမှန်ထက်ပိုတိတ်ဆိတ်နေပြီးဆရာဝန်ရဲ့သမီးလေးကကျမ်းပြင်ပေါ်မှာထိုင်ကုန်နေတာကိုတွေ့လိုက်ရပါတယ်။လင်းပိုင်လေးရဲ့အသက်ကိုကယ်ဖို့အတွက်ဆရာဝန်တွေဟာသူ့ရဲ့အမိရရက်ကိုဖျက်ပစ်လိုက်ရပါတယ်။ဒါဟာသူဘယ်တော့မှရေပြန်မကူးနိုင်တော့ဘူးလို့ဆိုလိုတာပါ။လင်းပိုင်လေးဟာအစာကိုတောင်ညှင်းဆန်လာပါတယ်။ဘာလို့ရမှန်းမသိဖြစ်နေကြပေမဲ့ကျွန်တော်ရှိနေတဲ့အချိန်မှာပဲသူကနည်းနည်းစိတ်ဝင်စားရှိတတ်ပါတယ်။ဒါကြောင့်သူ့ရဲ့ပြန်လည်တန်ဆွမ်းရေးအတွက်ကူညီပေးဖို့ကျွန်တော်ကိုအထူးခွင့်ပြုချက်ပေးခဲ့ပါတယ်။ကျွန်တော်လည်းသူ့ကိုအမြဲတမ်းအားပေးခဲ့ပါတယ်။ဒီတစ်ခါတော့လင်းပိုင်လေးဟာအစာကိုပြန်စားလာပါတယ်။လူတိုင်းလည်းအံ့ဩဝမ်းသာပြီးစိတ်သက်သာရာရသွားကြပါတယ်။ကျွန်တော်တို့ရဲ့ဂရုစိုက်မှုကြောင့်လင်းပိုင်လေးဟာစိတ်သက်ကြနေတာတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီးရေကူးနဲ့အစ်စ်ကိုတောင်တင်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ကျွန်တော်မိကဒေါသတကြီးစုပါတော့တယ်။ကျွန်တော်နွေရာသီကျောင်းကိုတပတ်လုံးမတက်တာကိုဆရာမစီကတီးသွားလို့ပါ။ဒါပေမဲ့လင်းပိုင်လေးအတွက်ကျွန်တော်ကျောင်းပြန်မတက်နိုင်ဘူးလို့ညှင်းဆန်ခဲ့ပါတယ်။ဒါနဲ့အမေကကျွန်တော်ဘာတွေလုပ်နေလဲဆိုတာကိုလိုက်ကြည့်ပါတယ်။ကျွန်တော်လည်းဆေးရုံမှာလုပ်နေသမျှကိုစိတ်လှုပ်ရှားစွာနဲ့ပြသပြီးလင်းပိုင်လေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။အကြောင်းစုံကိုတီးသွားတဲ့အခါအမေဟာအရန်ကိုစိတ်ထိခိုက်သွားပြီးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုချက်ချင်းပဲထောက်ခံပေးခဲ့ပါတယ်။ကျွန်တော်လည်းအမေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားမိပါတယ်။အမေကကျွန်တော်အတွက်ရေကူးဝတ်စုံတစ်တောင်ဝယ်ပေးခဲ့ပါသေးတယ်။ပိုကောင်းတဲ့သတင်းကတော့သိပ္ပံပညာရှင်တွေကလင်းပိုင်လေးအတွက်အတူလုပ်ထားတဲ့အမီရရက်ကိုတီထွင်ပေးလိုက်တာပါပဲ။အခုတော့လင်းပိုင်လေးဟာသူ့ရဲ့စိတ်ပြအားငယ်မှုတွေကိုအပီးတိုင်ကြော်ဖြတ်နိုင်ခဲ့ပြီးဘဝအတွက်မျှော်လင့်ချက်အသစ်တွေကိုပြန်လည်